ကိုငါဘာမှမဟုတ်ဘူးငါပိုင်ဆိုင်မှုဆိုတာလည်းဘာမှအမြဲမရှိဘူးငါရဲ့ဘဝဖြစ်တည်မှုဆိုတာလည်းဘာမှအကြာကြီးမဟုတ်ဘူးစတဲ့နှလုံးသွင်းခံယူချက်နဲ့တတိပေးနေရပါတယ်မဟုတ်ရင်တရင်ကရှိနေတဲ့ကိုယ့်ရဲ့အရှိတရားကိုအကြောင်းပြုပြီးတော့ကိုအထင်ကြီးကမာနတွေကနေရာယူတက်လို့ပါပဲလူဟာကိုအထင်ကြီးနေပြီဆိုရင်သူတစ်ပါးကိုအလိုလိုအထင်သေးလာတတ်ပါတယ်ကိုယ့်ရဲ့အတ္တမာနကသူတစ်ပါးအပေါ်အယူသည်ပြုတ်တတ်တဲ့ခါရဝတရားကိုနှိမ့်ချတတ်တဲ့နိဝါဒတရားတွေကိုလွှမ်းမိုးသွားရင်ဘဝကအကြပိုင်းကိုဥတည်စေတော့တာပါပဲ။ဒါဘာမှအကြာချင်းမဟုတ်တဲ့လောကကြီးမှာဘာကြောင့်အထာကြီးတွေနဲ့မာနတွေကြီးနေကြမှာလဲပေါ့။တကယ်ဆိုရင်အားလုံးဟာတေးကြရအောင်မှာပဲမဟုတ်လား။ဘာမှအကြာချင်းမဟုတ်တဲ့လောကကြီးမှာဘာကြောင့်အထာကြီးတွေနဲ့မာနတွေကြီးနေကြမှာလဲ။တကယ်ဆိုရင်အားလုံးဟာတေးကြရအောင်မှာပဲ